ထောင်ပိုင်ကပေါ့ပေါ့ဆာဆာနဲ့စာအုပ်တအုပ်ကိုလမ်းပစ်လိုက်ရနေအဲ့ဒီစာအုပ်ဟာအခန်းနေရန်ကိုဖောက်ထွက်သွားခဲ့ပါတယ်တခုခုမားနေပြီဆိုတာကိုထောင်ပိုင်ကချက်ချင်းရိပ်မိသွားပြီးအနီးကတေချာသွားစစ်ဆေးကြည့်ပါတယ်အဲ့ဒီခါမှာတော့နေရန်ဟာတကယ်တော့ရွှွတ်နေပေချမ်းနေတဲ့သတင်းစာစက်ကူတွေနဲ့ကတ်ထားတာဖြစ်ကြောင်းသူတွေ့လိုက်ရပါတယ်အဲ့ဒီနောက်ွယ်မှာတော့မြေအုပ်လွှိုင်ကောင်းတစ်ခုကိုတူးထားတာပါအချင်းသားဟာဒီလန်ကနေထွက်ပြေးသွားပြီဆိုတာကိုထောင်ပိုင်ကသဘောပေါက်သွားခဲ့ပါတယ်သူဟာစုံတော်တွေကိုချက်ချင်းခေါ်ပြီးစစ်ဆေးခိုင်းပါတယ်ဒါပေမဲ့စုံတော်တွေလွှိုင်ကောင်းတွေကိုတွားကြည့်တဲ့အခါမှာတော့လွှိုင်ကောင်းကအဆုံးထိမရောက်သေးတာကိုတွေ့လိုက်ရပါတယ်စုံတော်ကစိုးရင်တုန်လှုပ်သွားပါတယ်ဒါဟာအချင်းသားကဒီလန်ကနေထွက်ပြေးသွားတာမဟုတ်ဘူးဆိုတဲ့အတိတ်ပဲလေဒါဟာအချင်းသားဘက်ကလမ်းကြောင်းလွှဲဖို့တုံးခဲ့တဲ့ပရိယေတစ်ခုပဲဖြစ်ပါတယ်အချင်းသားကတူးတဲ့နေရာမှာတော့တမင်တကမတ်ဆောက်တဲ့အနေထားနဲ့တူးသွားတာကြောင့်စုံတော်ဟာခြေချော်ပြီးသူ့ခြေထောက်တောင်ကျိုးလူနီးပါးဖြစ်သွားခဲ့ပါတယ်သူ့ကိုပြန်ဆွေးထုတ်ပေးဖို့အပြင်ကအဖွဲကိုကျိုးကနေအသေးအတန်အချက်ပေးလိုက်ရပါတယ်ထောင်ပိုင်ကတော့အချင်းသားတယောက်ဟာ6လအတွင်းမှာဒီလောက်နက်တဲ့လွှိုင်ကောင်းကိုဘလို့များတူးနိုင်ခဲ့တာလဲဆိုတာကိုစဝေစဝါချစ်နေပါတယ်စုံတော်ကစွန်းတစ်ချောင်းကိုကောက်ကင်ပြပြီးဒါဟာအချင်းသားတုံးခဲ့တဲ့ကိရိယာလဲလို့ရှင်းပြပါတယ်သူဟာလွှိုင်ကောင်းနေရန်ကမြေကြီးတွေကိုချစ်ထုတ်ပြပါတယ်အဲ့ဒီနောက်အဆောင်တွေကိုလွှဲကြည့်ပြီးသူတို့ရဲ့ပါးစပ်တွေကိုဖွင့်ခိုင်းလိုက်ပါတယ်တကယ်တော့အန်နာဟာနေ့တိုင်းနေရန်ပေါ်ကိုဟင်းရည်တွေလောင်းချခဲ့တာပါဟင်းရည်တွေကစားတတ်တွေကနေရန်တွေကိုစိတ်ဝင်သွားပြီးနေရန်ကိုပွာလာခဲ့တာကြောင့်ဇုံးတစ်ချောင်းတန်းနဲ့အလွယ်တကူတူးလို့ရသွားတာဖြစ်ပါတယ်အချိန်ကုန်တက်တော့အန်နာဟာထောင်ထဲကစာအုပ်တွေအများကြီးကိုလည်းတောင်းဖတ်ခဲ့ပါသေးတယ်သူမဟာအလုပ်လုပ်နေရတဲ့အချိန်တွေအတွက်စာဖတ်ခြင်းနဲ့အစားထိုးခဲ့တာပါစာအုပ်တွေအုပ်ကိုဖတ်ပြီးတိုင်းသူမဟာစာရွက်တွေကိုစုပ်ဖြတ်ရွှွန့်တွေနဲ့ရောနေပြီးလွှမ်းကောင်းဝါကိုဖုံးကွယ်ဖို့အသုံးပြုခဲ့ပါတယ်သူထုတ်လိုက်တဲ့မြေကြီးတွေအတွက်ကတော့ရှင်းပါတယ်ဒီထောင်ဟာလေပြင်းတွေတိုက်ခတ်နေတဲ့တောင်ကုန်းပေါ်မှာတည်ရှိနေတာပါသူမလုံရမှာကမြေကြီးတွေကိုပရင်းပေါက်ကနေအပြင်ကိုပစ်ထုတ်လိုက်ဖို့ပါပဲ6လအတွင်းမှာပဲလေပြင်းတွေကဖုံးမှုတွေကိုအဝေးကိုတည်ဆောင်သွားခဲ့ပါတယ်လွှမ်းကောင်းကဖီးစီလူနေပါဖြစ်နေပါပြီအန်နာဟာစတင်လှုပ်ရှားဖို့အဆင်သင့်ဖြစ်နေပါပြီသူမဟာအချိန်အတော်ကြာအောင်လူမသိသူမသိပုံအောင်နေခဲ့တာပါသူမရှိနေတယ်ဆိုတာကိုတော့လူအတော်များများကမေ့နေကြသလိုသူမဘယ်သွားဘယ်လာဆိုတာကိုလည်းဘယ်သူမှဂရုမစိုက်ကြတော့ပါဘူးတရက်မှာတော့အရာရှိတူကထောင်ကိုလာရောက်စစ်ဆေးပါတယ်ထောင်ပိုင်းကအရာရှိကိုကြိုးဆိုကွန်ပျူတာတော့အချင်းသားအားလုံးကိုကွင်းပြင်ထဲမှာစုဝေးခိုင်းထားပါတယ်အဆောင်တွေကလည်းအရာရှိကိုမျက်နှာချိုးသွေးဟုအလုရှုံနေကြတာကြောင့်အန်နာကိုတတိမထားလိုက်ကြပါဘူးသူမဟာအရာရှိရဲ့ကားစီကိုအေးအေးဆေးဆေးပဲလမ်းရှောင်သွားပါတယ်သူမကဘယ်လိုလုပ်တန်တရားကင်းကွန်းအနေရှောင်ထွက်နိုင်ခဲ့တာလဲဘာလို့လဲဆိုတော့လူတွေဟာသူတို့မြင်ချင်တာကိုပဲမြင်တတ်ကြလို့ပါမင်းကလက်ထဲမှာတူတကြောင်းကြိုက်ထားရင်လူတွေကမင်းကိုတန်ရိုက်ဖို့ပြင်နေတဲ့လူလိုပဲမြင်ကြမှာပါအဆောင်ကသမင်းပန်းလာပို့တဲ့အခါမှာတော့အန်နာကမရှိတော့ပါဘူးသူချက်ချင်းအရေးပေါ်အချက်ပဲခေါင်းလောင်းကိုတီးလိုက်ပါတယ်ထောင်တစ်ခုလုံးယူတဲထိသွားခဲ့ပါတယ်အရာရှိကိုဘေးကင်းဆောင်ကာကွယ်ဖို့ထောင်ပိုင်းကိုယ်တိုင်အရာရှိကိုကားစီအထိလိုက်ပို့ပေးပါတယ်အချင်းသားဟာသူတို့မျက်စိရှေ့တင်ထွက်ပြေးသွားတယ်ဆိုတာကိုဘယ်သူမှရေးမိကြခြင်းမရှိပါဘူးသူတို့လွှမ်းကောင်းထဲကနေပြန်ထွက်လာတဲ့အချိန်မှာတော့25မိနစ်လောက်ကြာသွားခဲ့ပါပြီလီဆာကတော့အဝေးကိုရောက်သွားပါပြီသူမဟာလွတ်လပ်မှုစီကိုဦးတည်ပြီးပြေးလွှားနေခဲ့ပါပြီ